နောက်တစ်နေ့ရောက်တော့ရောင်ဟီဟာဟို3ယောက်ကြောင့်အဆက်ထက်ကွဲရပြန်ပါတယ်။ရောင်ဟီဟာကျောင်းရဲ့ခေါင်မိုးပေါ်တက်ကခုန်ချပြီးကိုတက်သေးဖို့ကြိုးစားနေချိန်ကျောင်းခေါင်မိုးပေါ်ရောက်နေပြီဖြစ်တဲ့နာဘီကထပ်ပြီးတေချောင်းကြံဦးမလို့လားလို့မေးခဲ့ပါတယ်။သူတို့2ယောက်ရောက်နေတဲ့နေရာဟာခြေတလန်းလောက်လှုပ်လိုက်တာနဲ့ပြုတ်ကျသွားနိုင်တဲ့နေရာမှာပေါ့။နာဘီကသူ့စီကပ်လာပြီးရောင်ကြားလေးဖြစ်ပြီးကြောက်တက်လိုက်တာငါဆိုရင်တေဖို့ရွေးချယ်မှာမဟုတ်ဘူးလို့ရောင်ဟီကိုပြောလိုက်ပါတယ်။ထိုအခါရောင်ဟီကငါလည်းမတေချင်ဘူးအသက်ရှင်ခြင်းပြီးတော့လှုပ်ချင်တာတွေအများကြီးရှိတယ်လို့သူ့အခက်ခဲတွေကိုနာဘီအားနာကျင်စွာပြောပြနေခဲ့ပါတယ်။နောက်တော့နာဘီကအောက်ကိုဆင်းလိုက်ပြီးဒီနေ့သူတို့တွေနင်းထက်ပူပြီးရှက်စရာကောင်းသွားအောင်လုပ်ပေးမယ်အယူကောင်လိုက်လာခဲ့ဆိုပြီးပြောကာထွက်လာခဲ့ပါတယ်။နာဘီဟာရောင်ဟီနဲ့အတူရောင်ဟီကိုအနိုင်ကျင့်တဲ့သူတွေစီရောက်လာပြီးနောက်နာဘီတယောက်တည်းဘောလုံးကွင်းထဲဆက်သွားနေချိန်ရေခဲမုတ်စားနေတဲ့ចောင်းသူ2ယောက်နဲ့တိုက်မိပြီးသူတို့ရေခဲမုတ်ဟာလွတ်ကျသွားခဲ့ပါတယ်။နောက်တော့နာဘီဟာရောင်ဟီကိုအနိုင်ကျင့်တဲ့ခေါင်းဆောင်ဆိုသူထံရောက်လာပြီးမျက်လုံးမိတ်ခိုင်းလိုက်ပါတယ်။တခြားသူတွေလည်းကြောင်သွားကြပါတယ်။ခေါင်းဆောင်ဆိုသူလည်းနာဘီသူ့ကိုနမ်းမဲ့အထင်နဲ့မျက်စိမိတ်လိုက်ချိန်နာဘီကထိုင်ချလိုက်ပြီးထိုသူရဲ့ဘောင်းဘီကိုအောက်ခံဘောင်းဘီပါမကြမ်းဆွဲချွတ်ခဲ့ပါတယ်။နာဘီဟာအဲ့ဒီကနေထွက်လာခဲ့ပြီးရောင်ဟီရဲ့လက်ကိုဆွဲကပြေးထွက်သွားပြီးနောက်ဘောင်းဘီဆွဲချွတ်ခံရတဲ့ကောင်ကတော့ဖင်ပြောင်ကြီးနဲ့သူ့တငယ်ချင်းတွေရဲ့လောင်ရည်တန်တဲ့အတူအဆက်တကွဲကြံနေခဲ့ပါတယ်။နောက်မနေ့ရောက်တော့ရောင်ဟီဟာနာဘီနဲ့စုံနေကြယထာဘူတာကိုပြေးလာခဲ့ပါတယ်။နာဘီကိုတွေ့တော့ကျေးဇူးတင်စကားပြောဖို့လှုပ်ထားပေမဲ့ကြောင်းရောက်တော့အနိုင်ကျင့်တဲ့သူတွေကြောင့်ရောင်ဟီဟာရေဘော်လုံးနဲ့ကောင်းပေါ်တက်ကိုပြစ်ပြီးနာဘီကိုကျေးဇူးပြန်ဆက်လိုက်ပါတယ်။နောက်တော့နာဘီကိုပြန်တောင်းပန်ဖို့လုပ်ခဲ့ပေမဲ့နာဘီကအယူကောင်ဆိုပြီးပြောကာထွက်သွားခဲ့ပါတယ်။အဲ့ဒီကိစ္စဖြစ်ပြီးနောက်3ရက်အကြာမှာကျောင်းသားတွေပြောဆိုပုံအရနာဘီဟာကိုတက်တည်သွားခဲ့ပြီဖြစ်ပါတယ်။ရောင်ဟီဟာသူ့ကိုအသက်ရှင်ဖို့ပြောနေတဲ့ကောင်မလေးကသူ့ကိုလောကကြီးကနေအပီးပိုင်ထားသွားခဲ့ပြီလည်းဖြစ်ပါတယ်။